တခါလုံးကမြို့ငယ်လေးတစ်ခုမှာလှပပြီးစိတ်ကောင်းရှိတဲ့မိန်းကလေးတစ်ယောက်နေတယ်။သူ့နာမည်ကစင်တွဲလာပါ။စင်တွဲလာမိခင်တေဆုံးပြီးနောက်သူ့ဖခင်ကနောက်ထပ်မိန်းမတစ်ယောက်နဲ့အိမ်တောင်ပြုတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီမိန်းမနဲ့သူ့သမီးနှစ်ယောက်ကစင်တွဲလာကိုမချစ်ကြဘူး။သူတို့ကစင်တွဲလာကိုအိမ်အလုပ်အားလုံးလုပ်ခိုင်းကြတယ်။နေ့တိုင်းအိမ်ရှင်အဝတ်လျှော်မီးဖိုလုပ်ရင်အပင်ပန်းဆုံးအလုပ်တွေကိုပဲလုပ်ရတယ်။သူမအိပ်ရတဲ့နေရာကလည်းမီးဖိုနားကပြတူချိုင်းမှာပါ။ဒါကြောင့်ပဲသူတို့ကသူမကိုစင်တွဲလာလေခေါ်ကြတယ်။ဒါပေမဲ့စင်တွဲလာကမငြင်းညူဘူး။စိတ်ကောင်းထားပြီးအငဲမျော်လင့်နေခဲ့တယ်။တနေ့မှာတော့မင်းသားကနန်းတော်မှာကြီးမားတဲ့အကာပွဲကျင်းပမယ်လို့ကြေညာလိုက်တယ်။မြို့တဲကမိန်းကလေးအားလုံးကိုဖိတ်ကြားထားတယ်။စင်တွဲလာရဲ့အမတ်နှစ်ယောက်ကအယမ်းပျော်ပြီးအလှဆုံးဝတ်စုံတွေဝတ်ပြီးအကာပွဲကိုသွားကြတယ်။စင်တွဲလာလည်းသွားခြင်းပေမဲ့သူတို့ကခွင့်မပေးဘူး။စင်တွဲလာကတယောက်တည်းထိုင်ပြီးငိုနေတယ်။အဲ့ဒီအချိန်မှာတော့အံ့ဩစရာတစ်ခုဖြစ်လာတယ်။သူ့ရှေ့မှာဖေးကြီးမာမီတယောက်ပေါ်လာတယ်။ဖေးကြီးမာမီကပြောလိုက်တယ်။မငိုပါနဲ့ဒီညမင်းလဲအကာကွဲကိုတွားနိုင်ပါတယ်လို့ဆိုကရွေဖရုံသီးတစ်လုံးကိုလှပတဲ့ယထာအထိပြောင်းလိုက်တယ်။ကျွက်လေးတွေကိုမြင်းတွေထိအောင်ပြောင်းလိုက်တယ်။နောက်ဆုံးမှာစင်တွဲလာကိုလှပတဲ့မင်းသမီးဝတ်စုံနဲ့ဖန်ဖနက်လေးတွေပေးလိုက်တယ်။ဒါပေမဲ့ဖေးကြီးမာမီကပြောတယ်ည12နာရီမတိုင်ခင်ပြန်လာရမယ်နော်လို့တတိပေးပြီးနောက်စင်တွဲလာကအကာပွဲကိုသွားလိုက်တယ်။မင်းသားကသူမကိုမြင်လိုက်ကနဲ့ချက်ချင်းချက်သွားတယ်။သူတို့နှစ်ယောက်အတူကခွန်နေတော့အချိန်ကိုတတိမထားမိပဲ12နာရီထိုးသွားတဲ့အခါစင်တွဲလာတတိရပြီးအမြန်ပြေးသွားတယ်။ပြေးရင်းနဲ့ဖန်ဖနက်တစ်ဖက်ကြံခဲ့တယ်။မင်းသားကအဲ့ဒီဖနက်ကိုယူပြီးမြို့တစ်မြို့လုံးလှည့်ရှာတယ်။ဒီဖနက်နဲ့တော်တဲ့မိန်းကလေးကိုငါလက်မှတ်မယ်လို့ဆိုလိုက်သည့်နောက်မှာတော့တစ်မြို့လုံးကိုရှာပြီးဖနက်ကစင်တွဲလာကိုတွေ့သွားတယ်။ဒါကြောင့်မင်းသားကစင်တွဲလာကိုလက်မှတ်လိုက်တယ်။အဲ့ဒီနေ့ကစပြီးစင်တွဲလာရဲ့ဘဝဟာပျော်ရွှင်မှုတွေနဲ့ပြည့်စုံခဲ့ပါတယ်။ကလေးတို့ရေဒီပုံပြင်ကအရေးကြီးရဲ့သင်ခန်းစာသင်ပေးတယ်။စိတ်ကောင်းရှိတဲ့သူကနောက်ဆုံးမှာကံကောင်းတတ်တယ်။အခက်အခဲတွေကြားမှာလည်းမျောလင့်ချက်မပြောက်စေသင့်ဘူး။စိတ်ထားကောင်းခြင်းကအမြဲအနိုင်ရတတ်တယ်နော်။အဖွားကအမြဲပြောခဲ့တယ်လို့စိတ်ကောင်းရှိတဲ့သူကိုကံကောင်းမှုကနောက်ဆုံးမှာလာရှာတတ်တယ်။